အဲ့မှလမ်းလိုက် အေးကွာလမ်းလာဟုတ်ပါတယ်ကွာဒါပေမဲ့ကိုချင်းရလို့ပေါ့ကွာ ချင်းနေရ အပြုံးမြင်လာလေးတင်းလို့လေအပဲဟာကိုဒီရပေါ့နေအဲ့လို ကိုကျော်ဒီတချင်းဆိုလည်းပြောနေပြီးတင်နေ အေးပေါ့ကွာဝမ်းလာတော့အာဒီမို့ဒီစီဆိုတာဘယ်လိုလုပ်တော့ပါလဲကွာကျွဲနေတာကွာမှန်ကွာဈေးရမပြောပါနဲ့တော့ကွာငါမိမပေါ့ကွာ မိမလင်ငယ်နေပါလေ အေးကွာမနေ့တနေ့ကဟဲ့ဘာလို့ဘယ်လင်းနေနေရမှာလဲအာဒီကောင်ဘာပြောနေမလဲငါမိမငါ့ကိုအိမ်ဘွားနေနှင်းချလိုက်လို့ဒီမှာတယောက်တည်းဆွေးနေတာလို့ပြောနေတာ ဘာလို့နေချကိုကျော် အမေမစဉ်းစားကြည့်ကွာငါရက်ဆိုလဲပဲကွာသူမကြိုက်လို့မတော့ဘူးကွာဒီဟာလေးပဲငါတောက်တာကွာစဉ်းစားကြည့်လောင်းကားဆိုလဲငါလုံးဘူးကွာကဲမစဉ်းစားကြည့်လောင်းကားဆိုလဲမလုံးဘူးကွာလောင်းကားဆိုလဲပဲငါပေးချက်ကလေးထိုးလာပဲရှိတယ်ဟုတ်တယ်ဟုတ်လားအနောက်ပြီးတော့ရှင် तू ကအိမ်တော်ကြီးဖောက်ပြန်လာလို့ဘာလို့ညာလို့ तू ကြိုက်ဘူးကွာမကြိုက်ဘူးလို့ရှင်ငါ तू မကြိုက်တဲ့လုံးမလို့ငါမလုပ်ဘူးလို့ကွာ အေးပါ အဲ့ဒါအဲ့ဒါကားလေးငါ KTV လေးပါသွားတယ်ကွာကိုကလည်းပတ်သက်ပြန်လို့အဲ့ဒါလမ်းပြီးတော့မာတဲ့ဥစ္စာကွာဖုံးဆက်တဲ့ဥစ္စာကိုရှင်းတာကြားအောင်ကြားလို့ဆို အဲ့ အဲ့ဒါ ဒါသွားတယ်ပေါ့ အဲ့သွားရပေါ့ဟာမင်းအဲ့ငါမလာပါမင်းပဲစဉ်းစား ဟုတ်ပါတယ်ကိုကျော်မမားပါဘူးကိုကျော်ယူနေတဲ့သူကလာမားတာပေါ့ အဲ့ပေါ့ပါဘူးဒီလိုအာမုန်းလေးမရအာဒီကောင်